勉強考えるစဉ်းစားသည်難しくてもよく考えればわかります。ခက်ခဲနေရင်တောင်မှတေချာစဉ်းစားမယ်ဆိုရင်နားလည်လာပါမယ်辞典အပြီးတံ言葉の辞典を買いたいです。စကားလုံးတွေကြည့်ဖို့အပြီးတံဝယ်ချင်ပါတယ်調べるရှာဖွေသည်わからない言葉は自分で調べてください。မသိတဲ့စကားလုံးတွေကိုကိုယ်တိုင်ရှာဖွေကြည့်ပါ確かめるစစ်ဆေးသည်レポートを書いたら確かめてください。အစီရင်ခံစာရေးပြီးရင်တေချာစစ်ဆေးပါ予習ကြိုတင်လေ့လာသည်毎日漢字を予習してきてください。နေ့တိုင်းခန်းကြီးတွေကိုကြိုတင်လေ့လာပါ復習ပြန်လည်လေ့လာသည်လေ့ကျင့်သည်復習しないと言葉が覚えられません。ပြန်လည်လေ့လာမထားရင်စကားလုံးတွေကိုမှတ်မိမှာမဟုတ်ပါဘူး思い出すမှတ်မိသည်昨日復習したのに漢字が思い出せません。မနေ့ကပြန်လေ့လာထားတာတောင်ခန်းကြီးကိုမမှတ်မိဘူး塾ကျူရှင်学校が終わったら塾に行きます。ကျောင်းဆင်းရင်ကျူရှင်ကိုသွားပါမယ်やるလုပ်သည်家に帰ったらすぐ宿題をやります。အိမ်ပြန်ရောက်တာနဲ့အိမ်စာကိုချက်ချင်းလုပ်ပါမယ်頑張るကြိုးစားသည်勉強もスポーツも頑張っています。စာကိုရောအားကစားကိုရောကြိုးစားနေပါတယ်字စကားလုံးရေးခြင်းလက်ရေးリーさんは字がとてもきれいです。ရီဆန်ရဲ့လက်ရေးကအရန်လာပါတယ်振り仮名ဟူリガナ振り仮名がないと漢字が読めません。ဟူリガナမပါရင်ခန်းကြီးကိုမဖတ်နိုင်ပါဘူးメモမှတ်သားသည်大切なことをメモしておきます。အရေးကြီးတဲ့အရာတွေကိုမှတ်သားထားပါမယ်文法တာတာ N4 の文法を覚えましょう。အန်ဘိုးတရားကိုမှတ်သားကြရအောင်説明ရှင်းပြသည်この文法の説明はよくわかりません。ဒီတနာရဲ့ရှင်းပြချက်ကိုကောင်းကောင်းနားမလည်ပါဘူး発音အတန်ထွက်သည်マリアさんの発音はとてもきれいです。မာရီယာဆန်ရဲ့အတန်ထွက်ကအရန်ရှင်းလင်းပြီးကောင်းပါတယ်会話စကားပြောသည်日本語だけで会話しましょ
ဂျပန်ဘာသာနဲ့ပဲစကားပြောကြရအောင် 足す ပေါင်းသည် 25に47を足すと72になります。 25ကို49နဲ့ပေါင်းရင်92ရပါတယ် 役に立つ အသုံးဝင်သည် この本はとても役に立ちます。 ဒီစာအုပ်ကအရင်အသုံးဝင်ပါတယ် 勉強中 လေးလာနေစေဖြစ်သည် 今、テストのための勉強中です。 အခုစာမေးပွဲအတွက်စာလေးလာနေတုံးပါ